မင်္ဂလာပါရှင် Stella Whisper Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် Clash of Titans ဆိုတဲ့စကားကိုကျမတို့ငယ်စဉ်ကကြည်ပူပြီးတော့အောင်မြင်ကြော်ကြားခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းထဲမှာရဲ့အခုလူငယ်တွေစော့ကစားနေကြတဲ့ဂိမ်းထဲမှာရဲ့ကြားမှုကြပြီးဖြစ်မှာပါရှင်ဒီနေ့မှာတော့ Clash of Titans ဇာတ်ကားတွေကမင်းသမီးလေး Andromeda နဲ့သူမရဲ့ချစ်သူ Perseus တို့ဟာအခုလက်ရှိမှာကျမတို့ရဲ့ကောင်းကင်မှာကျေးဇူးတန်းနေအဖြစ်ထာဝရတည်ရှိနေကြတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မင်းသမီးလေး Andromeda ကိုကယ်တင်တဲ့ဇလန်းဟာ Greece ဒန်ဒါရီထဲမှာရော Clash of the Titans ရုပ်ရှင်ထဲမှာပါအတော်လေးစိတ်လှုပ်ရှားဖို့ကောင်းတဲ့အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ဇလန်းကတော့အီသီယိုးပီးယားပြည်နယ်ရဲ့ဘုရင်မကြီးကက်စီယိုပီးယားရဲ့ဝါကြွားမှုကနေစတင်ခဲ့တာဖြစ်ပါတယ်ရှင်။ Greece ဒန်ဒါရီရဲ့အီသီယိုးပီးယားဆိုတာကအခုမှအာဖရိကတောင်ပိုင်းနေမကပဲအရှေ့အလယ်ပိုင်းကအာရပ်ကျွန်းဆွယ်သို့မဟုတ်အခုခေတ်ဂျော်ဒန်အစ္စရေးနိုင်ငံတွေရှိတဲ့နေရာတွေပါခြုံငုံပြီးခေါ်ဆိုခဲ့တာဖြစ်ပါတယ်။အီသီယိုးပီးယားဆိုတာက Greece လိုနေလောင်ထားတဲ့မျက်နှာရှိသူများလို့အဓိပ္ပာယ်ရတာမို့ချီ Greece လူမျိုးတွေကသူတို့ရဲ့တောင်ဘက်မှာရှိတဲ့နေမြေအလုံးကိုဒီနာမည်နဲ့ပဲခေါ်ဝေါ်ခဲ့ပါတယ်ရှင်။ကဲပုံမြင်လေးကိုစရမယ်ဆိုရင်ဟိုးရှိတုန်းကရွှေရောင်ဆန်ရွယ်ရှည်တွေနဲ့မြဝန်းတွေထဲမှာစကြဝဠာတစ်ခုလုံးကိုထည့်ထားသလိုတောက်ပနေတဲ့နတ်သမီးလေးတစ်ပါးရှိခဲ့ပါတယ်။သူမဟာအန်ဒရိုမီတာပဲဖြစ်ပါတယ်။သူမဟာအီသီယိုးပီးယားနိုင်ငံရဲ့မင်းသမီးလေးတစ်ပါးပဲဖြစ်ပါတယ်။သူမရဲ့အလှတရားပင်လယ်နတ်သမီးလေးတွေတောင်ပိုပြီးတောက်ပတယ်လို့ကြော်ကြားခဲ့တာပါ။ဒါပေမဲ့သူမရဲ့ဘဝဟာအဲ့ဒီအလှတရားကြောင့်ပဲမုန်တိုင်းထန်ခဲ့ရပါတယ်ရှင်။အန်ဒရိုမီတာလေးရဲ့ဒုက္ခတွေဟာသူမရဲ့မိခင်ကက်စီယိုပီးယားရဲ့မာနကနေစတင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့မိခင်ကက်စီယိုပီးယားမိဖုရားကြီးဟာသူမနဲ့သူမသမီးဟာပင်လယ်နပြားမာလီတဲ့တောင်လှပါတယ်လို့ဝါကြွားပြီးအလှကုန်မောက်ခဲ့ပါတယ်ရှင်။ဒီလိုသူမရဲ့သမီးကလေးရဲ့အလှတရားကပင်လယ်ပြင်ကနတ်မင်းတွေတဲ့တောင်လှပါတယ်ဆိုတဲ့စကားကိုပင်လယ်ပြင်ကနတ်မင်းတွေကြားတဲ့အခါမှာအလွန်စိတ်ဆိုးသွားခဲ့ပြီးပိုဆိုက်ဒွန်နတ်မင်းကြီးထံတိုင်ကြားခဲ့ပါတယ်။ဒီတော့ပိုဆိုက်ဒွန်နတ်မင်းကြီးကလည်းပင်လယ်မိတ်ဆာကြီးစီတန်စ်စကားထဲမှာတော့နော်ဝေးအခေါ်ခရက်ကန်ကိုဆေးလွတ်ပြီးတော့တိုင်းပြည်ကိုဖျက်ဆီးခိုင်းမှာတော့တယ်ရှင်။တိုင်းပြည်ကိုကယ်တင်ဖို့ဆိုရင်အပြစ်မရှိတဲ့အန်ဒရိုမီတာလေးကိုရစ်ပူဇော်ရမယ်ဆိုတဲ့အမိန့်ကိုလည်းချမှတ်ခဲ့ပါတယ်။ဒီအမိန့်ကြောင့်အီသီယိုးပီးယားပြည်နယ်မှာရှိတဲ့နတ်ဆရာတွေနဲ့လူထုအားလုံးကအုံကြွပြီးတောင်းဆိုခဲ့ကြပါတယ်။ဒီအခါမှာသူမရဲ့ဖခင်နဲ့မိခင်ဖြစ်သူဟာလည်းမနေနိုင်တော့ပဲသူမကိုကြောက်ဆောင်မှချီနှောင်ပြီးတော့ရစ်ပူဇော်ခဲ့ပါတယ်ရှင်။မိခင်ဖြစ်သူရဲ့မာနကြောင့်အပြစ်မရှိတဲ့အန်ဒရိုမီတာလေးဟာပင်လယ်နတ်မင်းပိုဆိုက်ဒွန်ရဲ့အမျက်တော်ကိုခံခဲ့ရပါတယ်။သူမဟာပင်လယ်ကပယံကကြောက်ဆောင်ကြီးမှာတန်ချီချင်းတွေနဲ့ချီနှောင်ခံခဲ့ရတယ်လေ။နုနုနဲ့နတ်သမီးလေးဟာအေးဆက်တဲ့ကြောက်ဆောင်ပေါ်မှာကြောက်မဲ့ဖွယ်ပင်လယ်မိတ်ဆာကြီးစီတက်စ်လို့ခေါ်တဲ့ခရက်ကန်ကြီးထွက်ပေါ်လာမှာကိုတယောက်တည်းစောင့်နေခဲ့ရတာပါတခါတလေမှာကျမတို့ဟာကိုမလုပ်ခဲ့တဲ့အမှားတွေကိုနဲ့မဆိုင်တဲ့ဖိအားတွေကြောင့်အခက်အခဲကြုံရတတ်ပါတယ်ဒါပေမဲ့အန်ဒရိုမီတာလေးလိုပဲစိတ်ကိုအေးအေးထားပြီးကံကြမ္မာရဲ့အလှည့်အပြောင်းကိုစောင့်ကြည့်ရအောင်လားရှင်အန်ဒရိုမီတာနတ်သမီးလေးကပယံမှာမျောလင့်ချက်ကင်းမဲ့စွာချီနှောင်ခံထားရချိန်မှာကောင်းကင်ယံကနေပြန်တန်းလာတဲ့သူရဲကောင်းတဦးရှိခဲ့ပါတယ်။သူကတော့ Perseus ပါပဲ။ Perseus ကသူ့ရဲ့လက်ထဲမှာမက်ဒူဆာရဲ့ခေါင်းကိုကင်ဆောင်ထားပြီးသူ့ရဲ့ခြေထောက်မှာတော့နတ်ဖျားတွေပေးထားတဲ့ပြန်တန်းနိုင်တဲ့ဖက်နှက်လေးတွေရှိနေပါတယ်ရှင်။ Perseus ကခရက်ကန်ကိုနိုင်ဖို့အတွက်ကြီးလိုက်တာနဲ့ကြောက်ရွံ့ဖြစ်သွားစေတဲ့မက်ဒူဆာရဲ့ခေါင်းကိုတွတ်ဖြတ်ရပါတယ်။ဒီမက်ဒူဆာရဲ့ခေါင်းကစပင်မှာမွေတွေနဲ့ပြည့်နှက်နေပြီးဒီမက်ဒူဆာကမူလကပိုဆိုက်ဒွန်ရဲ့ချစ်သူဖြစ်ခဲ့တယ်လို့ဒန်ဒါရီအချို့မှဆိုကြပါတယ်ရှင်။ပါစီယပ်စ်ကအန်ဒရိုမီတာလေးရဲ့ဖြူစင်တဲ့အလှတရားနဲ့ခံနိုင်ရည်ရှိမှုတွေကိုမြင်တဲ့အခါသူမကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာသူမရဲ့အလှတရားဓာတ်ကိုကြောက်ရွံ့မှုကြားမှာတည်ငြိမ်နေတဲ့သူမရဲ့ရဲရင်မှုကိုပိုပြီးဆွဲလန်းသွားခဲ့တာပါရှင်။သူဟာအန်ဒရိုမီတာကိုကယ်တင်ဖို့အတွက်ကြောက်မဲ့ဖွယ်ပင်လယ်မိတ်ဆာကြီးကိုကြောက်ရွံ့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ပါစီယပ်စ်ကမိတ်ဆာကြီးကိုနှိမ်နင်းပြီးတာနဲ့သူမကိုချက်ချင်းကယ်တင်ခဲ့ပါတယ်။မိတ်ဆာကြီးကိုအနိုင်ယူပြီး
အန်ဒရိုမီတာလေးရဲ့တန်ချေခြင်းတွေကိုဖြုတ်ပေးခဲ့ပါတယ်ရှင်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာတယောက်ကိုတယောက်ချစ်မြတ်နိုးသွားကြပြီးအခက်အခဲတွေကြားကနေမွေးဖွားလာတဲ့ခိုင်မြဲတဲ့အချစ်တစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာကောင်းကင်ယံမှာအတူတူထာဝရတောက်ပခွင့်ရတဲ့အန်ဒရိုမီတာဂျေဇူရန်နဲ့ပါစီယက်ဂျေဇူရန်တွေဖြစ်သွားခဲ့ကြပါတယ်ရှင်။အခုတင့်မျက်လုံးကိုမှိတ်ထားရင်းနဲ့ကောင်းကင်ယံမှာလက်ချင်းချိတ်ထားတဲ့သူတို့နှစ်ဦးရဲ့အလင်းနှန်းတွေကိုမြင်အောင်ကြည့်လိုက်ပါရှင်။တခါတလေမှာတင့်ဘဝရဲ့အဆိုးဆုံးအခြေအနေဟာတင့်အတွက်အဖိုးတန်ဆုံးသောလူသားတစ်ယောက်နဲ့ဆုံတွေ့ဖို့လမ်းစာဖြစ်နေတတ်ပါတယ်ရှင်။မင်းဟာအခက်အခဲတွေကြားမှာတယောက်တည်းရုန်းကန်နေရပေမဲ့မင်းရဲ့ကြိုးစားအားထုတ်မှုတွေဟာတနေ့မှမင်းအတွက်ပါစီယက်လိုမျိုးကူညီမဲ့သူဒါမှမဟုတ်ကံကြမ္မာရဲ့လက်ဆောင်တစ်ခုခုကိုဆွဲဆောင်လာပါလိမ့်မယ်တဲ့။ပါစီယက်မှာနတ်ပြားတွေပေးတဲ့လက်နက်တွေရှိနေသလိုမျိုးတင့်မှာလည်းတင့်ကိုကာကွယ်ပေးနေတဲ့စေတနာနဲ့ဖြူစင်တဲ့စိတ်ထားဆိုတဲ့လက်နက်တွေရှိနေပါတယ်။တင်ဟာအရှုံးပေးဖို့အစဉ်သင့်ဖြစ်နေတဲ့အချိန်မှာတော့စကြဝဠာကြီးကတင့်ကိုကယ်တင်ဖို့အတွက်လမ်းကြောင်းတစ်ခုခုအမြဲပြင်ဆင်ထားတတ်ပါတယ်။ဒါကြောင့်မို့လို့မနှက်ပြန်ဆိုတဲ့ကံကြမ္မာကိုယုံကြည်လိုက်ပါ။တင့်ဘဝရဲ့ပါစီယက်ကလည်းလမ်းမှာရောက်နေပါပြီရှင်။အဲ့ဒါအခွင့်အရေးအသစ်တစ်ခုဖြစ်နိုင်တယ်လို့တင့်ကိုကူညီမဲ့လူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။တင်လုံးရမှာကအန်ဒရိုမီတာလေးလိုပဲအခြေအနေတွေကြားမှာကိုယုံကြည်မှုမပြောက်ဆုံးသွားဖို့ပဲဖြစ်ပါတယ်နော်။ကဲအခုကျမတို့အန်ဒရိုမီတာနတ်သမီးလေးကိုကောင်းကင်ယံမှာရှာကြည့်ရအောင်လားရှင်။အန်ဒရိုမီတာဂျေဇုရန်ကိုရှာဖို့ဆိုရင်အရင်ဆုံးသူမရဲ့မိခင်ကက်စီယိုပီးယားဂျေဇုရန်ကိုရှာရပါမယ်နော်။ကောင်းကင်ယံမှာအင်္ဂလိပ်အခရာ W ပုံစံလေးလင်းနေတဲ့ကျင်၅ပွင့်ကိုတွေ့ရင်အဲ့ဒါကက်စီယိုပီးယားပါပဲ။အဲ့ဒီ W ပုံစံလေးရဲ့အောက်နားမှာတော့နတ်သမီးလေးရဲ့ကိုယ်တယ်လိုမျိုးတွယ်လျပြီးလှပတဲ့ခြေတန်းလေးကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါအန်ဒရိုမီတာပါပဲရှင်။ပြီးတော့အဲ့ဒီနားမှာပဲနာမည်ကျော်အန်ဒရိုမီတာဂက်လက်ဆီလို့ခေါ်တဲ့အလင်းဆက်ဝိုင်းလေးကိုလည်းမှန်ပြောင်းနဲ့ကြည့်ရင်တွေ့နိုင်ပါတယ်ရှင်။ကဲဒီညပရင်းပေါက်ကနေကောင်းကင်ကိုမောကြည့်တဲ့အခါဒွယ်လီပုံစံကက်စီယိုပီးယားရဲ့အောက်ကအန်ဒရိုမီတာလေးကိုရှာကြည့်လိုက်ကြပါနော်။သူမတင့်ကိုပြုံးပြပြီးအားပေးနေပါလိမ့်မယ်။အန်ဒရိုမီတာနတ်သမီးလေးကတင့်ကိုတိုးတိုးလေးပြောနေပါတယ်။မင်းဟာအခုချိန်မှာအကျဉ်းချခံထားရသလိုဒါမှမဟုတ်တကူးကူကိုကြောက်ရွံ့နေသလိုခံစားနေရပါသလား။မစိုးရိမ်ပါနဲ့။မင်းရဲ့ခန္ဓာရည်ရှိမှုကမင်းကိုကျေတပွင့်လိုတောက်ပါလောင်ကူညီပေးပါလိမ့်မယ်။ငါဟာကပယံမှာချီနှောင်ခံထားရတော့ကလည်းငါရဲ့အတွင်းစိတ်ကအလင်းရောင်ကိုဘယ်တော့မှအမောင်မချခဲ့ဘူးတဲ့ရှင်။မင်းလဲငါလိုပဲမုံတိုင်းနေပြီးရင်မင်းရဲ့ပါစီယက်နဲ့ဆုံတွေ့ရမှာပါ။တင်းငိမ်စွာနဲ့တောက်ပနေပါလို့သူမကတိုးတိုးလေးပြောနေပါတယ်။တင်းရဲ့ဘဝမှာလည်းအန်ဒရိုမီတာနဲ့သမီးလေးလိုပဲအခက်အခဲတွေကြားမှာတိတ်တိတ်လေးတောက်ပနေတဲ့မျော်လင့်ချက်ဆိုတဲ့ကျယ်ပွင့်လေးရှိပါတယ်။အဲ့ဒီအလင်းလေးကိုပဲအာယုံဆိုင်လိုက်ပါနော်။တင်းဟာနာကျင်မှုတွေကြားမှာလှပနေတဲ့နတ်သမီးလေးတစ်ပါးလိုပါပဲ။တင်းရဲ့တန်ဖိုးဟာဘယ်ရာကြောင့်မှမေးမိန်မသွားနိုင်ပါဘူးရှင်။အန်ဒရိုမီတာလေးကတင့်ကိုဒီလိုတိုးတိုးလေးပြောနေပါတယ်။ငါရဲ့လက်ကဝတ်တွေမှာတန်ချေခြင်းတွေရှိနေပေမဲ့ငါရဲ့စိတ်ကူးအိမ်မက်တွေကိုတော့ဘယ်သူမှမချီနှောင်နိုင်ခဲ့ဘူး။ငါဟာကြောက်လန့်နေမဲ့အစားငါအထက်ကကောင်းကင်ကိုကြည့်ပြီးကြေကလေးနဲ့စကားပြောနေခဲ့တာတဲ့အန်ဒရိုမီတာလေးကတင့်နာကိုကမ်းပြီးနောက်ဆုံးပေးစာလေးပေးခဲ့ပါတယ်။ချစ်ရတဲ့သူလေးမင်းရဲ့နာကျင်မှုတွေဟာမင်းကိုဖျက်ဆီးဖို့မဟုတ်ဘူး။မင်းကိုပိုပြီးတောက်ပတဲ့ခြေတပွင့်ဖြစ်လာစေဖို့ထုစစ်နေတာပါ။ဒီညတော့အေးချမ်းချမ်းအိတ်ဆက်လိုက်ပါတော့။မင်းဟာအကျဉ်းဆန်မဟုတ်ပါဘူး။မင်းဟာကောင်းကင်တစ်ခုလုံးပိုင်ဆိုင်တဲ့နတ်သမီးလေးတစ်ပါးပါတဲ့။ပရိသတ်ကြီးရှင်တန်တာဤပညာရှင်အတော်များများကတော့အန်ဒရိုမီတာနတ်သမီးလေးချီနှောင်ခံခဲ့ရတဲ့ကြောက်ဆောင်ဟာအခုခေတ်အစ္စရေးနိုင်ငံတယ်ဘစ်မြို့ဂျော်ပါကမ်းခြေမှာရှိတယ်လို့ယူဆကြပါတယ်ရှင်။ကဲစတယ်လာဝစ်ပါကနေဒီညအတွက်နှုတ်ဆက်ပါတယ်ရှင်။အန်ဒရိုမီတာလေးရဲ့နူးညံ့တဲ့အလင်းဆက်တွေကတင့်အိမ်မက်ထဲမှာလိုက်ပါဆောင်ရှောက်ပါစီ။ကျမတို့ရဲ့ကျေးဇူးနေစီခီးစင်မှာအတူလိုက်ပါဖို့အတွက်စတယ်လာဝစ်ပါ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ကြပါနော်။ကောင်းသောညလေးဖြစ်ပါစေရှင်။